ကိုရင်းစီအားလုံးမင်္ဂလာပါဒီနေ့မှာပထမအဆုံးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကဒါမင်းကုန်းပါလာဖဒုတောင်ဝန်ကအပါဝင်ဒါ15ဦးဒါလက်နက်ခရမ်းတော်တော်များနဲ့လင်းဝင်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နော်၎င်းတို့ဘက်ကဘာတွေလေးလန်းနေရနေပြီးတော့ပြောကြထားလဲထုတ်ပြန်ထားလဲနော်ဖင်ကုန်းပြီးတော့ဘာတွေညင်းထားလဲဆိုတော့စစ်ပြေးထက်မြက်ရဲ့ဗီဒီယိုပြောကြချက်လေးနဲ့အရင်တော့ဖွင့်ပြနော်နားထောင်ကြည့်တော်လိုင်းတက်ခွက်တွေကပြန်ပြီးတုံ့ပြန်လိုက်တဲ့ပုံစံရှိတယ်သတင်းအချက်လက်နဲ့ပြန်ပြီးတော့တိုက်လိုက်တာပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒါဘာလာဖဘဟိုကပေါ့နော်ဒီလိုမျိုးအချမ်းဖတ်အုပ်စုစီကိုပူးပေါင်းသွားတဲ့သူတွေကဘာလာဖတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲနဲ့စီကမ်းမလိုက်နာလို့ဒါထုတ်ပယ်ခံထားရတဲ့သူတွေဖြစ်ပါတယ်ဆိုပြီးတော့မြန်မြန်ဆန်ဆန်ပြောလိုက်တယ်ပေါ့နော်မြန်မြန်ဆန်ဆန်ပဲဆိုတာကမဟုတ်ဘူးဆိုလေမဟုတ်ဘူးညင်းလိုက်မဟုတ်ဆိုလေမဟုတ်ဘူးသူဘူးညင်းလိုက်စီကမ်းမလိုက်နာလို့နော်ဒီ PDF တွေပါလာဖတွေအဖွဲ့ထဲမှာစီကမ်းမလိုက်နာလို့ထုတ်ပယ်တယ်ဆိုတော့မင်းတို့စတင်ထင်းပိုင်းနဲ့လေ့ကျင့်ပြီးစတင်ပေါ်လာတွေကယနေ့ချိန်မရှိသေးဘူးဟုတ်ပြီနော်မင်းတို့ကြောက်လီကောင်မဒိန်းတန်းငယ်မဒိန်းမှုတွေဟလာဓမြမှုတွေဟလာမင်းတို့တက်ပြတ်မှုတွေမင်းတို့ MG ကအရေးယူခဲ့တာရှိလားအဲ့လိုကောင်မျိုးတွေတော့မင်းတို့အရေးယူပြီးမထုတ်ပဲဘူးအရေးယူမထုတ်ပဲဘူးမင်းတို့တိုက်ခိုက်နေတဲ့မင်းတို့ရိုင်းဆိုင်နေတဲ့စစ်တပ်ကကိုချင်းတရားမကောင်းရင်ချင်းချင်းမောင်းထုတ်တာဟုတ်ပြီနော်ချင်းချင်းမောင်းထုတ်တာချင်းချင်းရေးယူတာမိမိတို့နဲ့ဒါအချင်းဦးစီးဌာနတွေမှာအသိရှိရလူမေးကြည့်တက်မတော်ကနေပြီးအကြောင်းမျိုးမျိုးနဲ့နော်ထောင်ချထုတ်ပယ်ထားလူတပုံကြီးရှိတယ်မဟုတ်ရင်လားပြောမင်းတို့စတင်ပေါ်လာတဲ့ရင်းသိချင်းတွေဟုတ်လားစီကံမလိုက်နာလို့ထုတ်ပယ်ထားရဆိုတော့အဲ့ဒါမှမျက်နှာလေးဖုံးထားတဲ့ဘာညာကညင်းရုံမလားအဲ့ပေါက်เสียတော့နော်စုံမတဲ့စကားတွေထဲမှာရိုင်းစနာပါလဲမှန်မှန်ကန်တာပါလဲမင်းတို့ပြောဘူးလေမင်းတို့ကဟိုကျင်းညီနောင်နဲ့ပြောရမယ်ဆိုရင်ဥပမာပြီးပြောရမယ်ဆိုမင်းတို့ခိုးသားတွေပဲရောက်တဲ့ကျင်းနေတာတူလားဟုတ်လားကိုမိဘကိုလို့ကျွေးဖို့အေးချမ်းသာဒီချင်းကနော်ဘဝကိုဆက်လက်ရှင်သန်ဖို့အတွက်စုံမစကားပြောတာဘာတွေများလူငယ်တွေကိုမြောက်ထိုးပင်းကမင်းတို့လိုမျိုးမြောက်ထိုးပင်းကလုပ်ပြီးတော့တရင်မြက်ဝိုင်းထုတ်နေတဲ့ကောင်းလေးဟုတ်လားလူငယ်တွေကိုလေချပြုတ်ဆိုပြီးတော့ဒီအချက်မဲ့လုပ်ရက်တွေကိုမြောက်ထိုးပင်းကနေတာလားလူငယ်တွေကိုစုံမတဲ့စကားလားကိုယ်ငွေပြလာတဲ့ကိုမိပါ့ကိုပြန်လုပ်ကြည့်ဖို့ပြောတာဘာမှမလုပ်လေမင်းတို့လိုကောင်မျိုးတွေကိုလုပ်ကြည့်မဲ့စားမင်းတို့လိုဘဝချမ်းသာဖို့အတွက်လုပ်ကြည့်မဲ့စားကိုမိဘကိုလုပ်ကြည့်ဖို့စုံမတာဘာမှလုပ်လေနော်ထုတ်ပယ်ထားတဲ့ကောင်လေးစီကံမလိုက်နာလို့ဆိုပြီးတော့နောက်တစ်ခုကမင်းတို့ကမင်းတို့တားညင်းတဲ့အကြောင်းအရာရှိတယ်နော်ပြောမယ်ဆိုရင်တော့ဒါမင်းတို့ဟိုမျိုးစုံပါကွာလွန်ခဲ့တဲ့9နှစ်လောက်ကပေါ်ပေါက်ခဲ့တဲ့ရေကြီးလို့ခေါင်းပေါ်ရတဲ့ကောင်လေးဘာကောင်လေးမှလည်းမသိအကုန်ပေါ့ဗကန်ကြီးခွေးမောင်းကောင်လေးစီပီပြဝင်ရမ်းပြေးတယ်ဟာမင်းတို့ channel ထောင်ပြီးပေါ့လို့ပဲစားတယ်အကုန်ပြောနေကြတာအကုန်ရိုက်ပြီးတော့မင်းတို့ဝါဒဖြန့်နေကြတာလေအဲ့ဒါဝါဒဖြန့်တယ်ခေါ်တယ်ဟုတ်ပြီလားနိုင်ငံတော်ကနေတရားဝင်နိုင်ငံတော်ကနေတော့တရားဝင်ထုတ်ပြန်ကြေညာချက်ကြတော့မင်းတို့ဝါဒဖြန့်လာတယ်အဲ့တရားဝင်တယ်ထပ်ပြီးတော့မျက်လုံးနဲ့မြင်အောင်ပြောပြအောင်လားတချို့သတင်းစာထဲမှာဒီအကြောင်းအရာကိစ္စတွေလုပ်ငန်းကိစ္စတွေအစနိုင်ငံပိုင်သတင်းစာမှာဘာလို့ထည့်သွင်းကြေညာရလဲထည့်သွင်းသိပေးရလဲသာသမီအမွေပြည့်စွန့်လွန်ခြင်းအစငွေပြည့်စွန့်လွန်ခြင်းတွေအစမျိုးစုံပေါ့ကွာအဲ့ဒါတရားဝင်တယ်တရားဥပဒေရစကားပြောတရားဝင်တယ်ဟောမင်းတို့ကိုးဝဲတဲ့ကောင်လေးရောလူအုံတော်တွေအနီရောင်တွေငါအမြင်နဲ့ပြောဘူးလေနော်ပြတ်တဲ့ထည့်ပြတာနော်ဒီဘေးအုံတော်ဒီကဘာမှာရှားမရှားဒီဘေးအုံတော်ဆိုပြီးဟုတ်ပြီနော်အဲ့တော့ဒါမင်းကုန်းပါလာဖဒုတောင်ဝန်ကအပါဝင်ဒါ15ဦးအလင်းဝင်လာတယ်ဆိုတော့ဟာနော်မျက်နှာတွေဖုတ်ထားတဲ့လိန်နေတာမျက်နှာတွေဖျောက်ထားတဲ့လိန်နေတာပါနေတာလို့မင်းတို့မငင်းတော့အဲ့လိုမျိုးဗါလဲစီကံမလိုက်တာလို့ထုတ်ဝယ်ထားတယ်ဆိုတော့အဲ့တော့မင်းတို့ကတော့လေလိုင်းထဲကနေပြီးတော့ဟာပြောနေဆိုနေကြတာနော်မြေပြင်မှာ PDF တွေအလင်းဝင်လာတာဟဲ့ကြီးနောက်မင်းတို့ချို့ဆိုမင်းတို့အလန်တိုင်းကချုပ်အလန်တိုင်းကြီးပဲကျန်တော့တာမင်းတို့ PDF အဖွဲ့တွေတရင်တက်ဖွဲ့တွေပဲဒါခွင့်လွန်တဲ့သူများတို့ဟုတ်လားဘာဖြစ်တဲ့သူများတို့ဒွေတို့များတို့အားလုံးတို့နန်စားတွေနဲ့တုံးပြီးတော့နော်ပြန်လာတဲ့ခါကျရင်ဒါစစ်ဘက်ဥပဒေရလောက်တာဘယ်စစ်ဥပဒေပြောတာလဲစစ်ဘက်ဥပဒေရဒါပြစ်ဒဏ်လျှော့ဖို့ပြင်မယ်ဘာညာတကာဆိုပြီးတော့မင်းတို့ line မော်တွေမှာအေးဘိုးစာနဲ့ထုတ်ပြန်ပြီးပြန်ခေါ်နေတာမင်းတို့ကြည့်ကြည့်ပါလား
ဟုတ်ပြီလားမသိနိုင်ငံတော်ကတရားဝင်ထုတ်ပြန်တာဘောင်းဝင်နေဟုတ်ပြီလားမသိနော်အသိဉာဏ်ရှိတဲ့လူတွေသွားမေးကြည့်ဘောင်းဝင်နေလားမင်းတို့လေတိုင်းတွေကနေပြီးတော့အနောက်နိုင်ငံအခြားနိုင်ငံတွေကနေပြီးတော့ဗီဗလာပြောနေကြတဲ့ကောင်တွေကအမှန်တရားပေါ့အဲ့ဒါအမှန်တရားပေါ့အမှန်တရားကိုဘယ်ရှုတော့ဘယ်ချက်လက်နဲ့ဘယ်လိုဖြေချလဲမင်းတို့ပြောကြည့်ရင်မင်းတို့ပြောနေကြတာဟာအမျိုးဆဲဆိုရဲနေချင်းတွေအစအကုန်တက်ခတ်နေကြတာလေအဲ့ဒါလည်းဝါဒဖြစ်တာမဟုတ်ဘူးနိုင်ငံတော်ရဲ့တရားဝင်ကြီးညာထုတ်ပြန်လာကြတာဝါဒဖြစ်တာပေါ့အဲ့ဒါပေါင်းဝင်တယ်ပြီးတဲ့ခါကျရင်ဖေဖေရိုက်လို့ပါဆိုရင်မင်းတို့អော်တာအဲ့ယနေ့ချိန်မင်းတို့ဘာလုပ်လို့မရတာစစ်တပ်ကမင်းတို့လက်ထမ်းထိလို့မရတာအဲ့ဒါကြောင့်တရားဝင်ထုတ်ပြန်ကြီးညာပြီးအလုပ်လုပ်တယ်အဲ့ဒါပေါင်းဝင်တယ်နော်မင်းတို့ပြောတဲ့ဘာခုံယုံညာခုံဘာညာတကာဆိုတရားယုံနေပါလေရလဲဘာကြောင့်ဆိုတာစတယ်နော်လူကိုလိုချင်တဲ့အပိုင်းပြောလို့မရအောင်ဒီမှာဆိုတာအဲ့ဒါမို့တချို့အများအားထည့်ပြီးဟိုစီးလေးလာတဲ့နိုင်ငံရေးလေးလာတဲ့မြန်မာနိုင်ငံအချို့တော်လူပြောတာအချက်လက်ဒေတာတွေတက်တည်တွေကဘယ်မှရှာကြမလို့မင်းတို့လူမှုကွန်ရက်ပေါ်တင်ထားတာဟုတ်ပြီလားဘာကြောင့်ဒါကြောင့်ဆိုပြလို့ရတယ်ဟုတ်ပြီလားငါအများအားပြောလို့စစ်တပ်ကိုစိုးရနေမှာစိုးတက်ကလုတ်ပိုင်ကြီးသွားပြီးလို့မရအောင်လုတ်ပိုင်ကြီးသွားပြီးလို့ခါစစ်တပ်ကသမားတဲ့ခါကျရင်မအော်ပဲဘာမှလုပ်လို့မရအောင်နော်ဂျနီဗာကွန်ဗင်းရှင်းထဲမှာလိုအပ်ချက်မရှိပဲအကြောင်းမဲ့ပြစ်ခတ်ခဲ့လေတော့ပါတယ်နော်အဲ့တော့အချက်ကြီး၃ချက်ပေါ့ဘာလို့တစ်ချက်ကဒါအပြည့်မဲ့ပြည်သူတို့ဘယ်လိုကာပါပေးရမလဲနော်ဘယ်လိုကာပါပေးရမလဲဆိုတော့နောက်တစ်ခုကကျတော့ဒါမပြစ်ကမခက်ကနေရတယ်ပြီးရင်စစ်တော်ပိုင်းနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီလားမသိအဲ့တော့လိုအပ်ချက်မရှိပဲအကြောင်းမဲ့ပြစ်ခတ်ခဲ့လေဆိုတော့ပါတယ်လိုအပ်ချက်မရှိပဲအကြောင်းမဲ့ပြစ်ခတ်ခဲ့ရင်တော့ဒါနိုင်ငံသားစစ်ဘက်ဥပဒေရစစ်ဥပဒေရအရေးယူခံရတယ်စစ်တပ်ကပါလေတင်းကြီးအေးချမ်းကနေဆိုင်နေတဲ့ပြည်သူလူထုအကြောင်းမပြစ်တာလားဘာကြောင့်ပြစ်လဲအဲ့နေရာနေခဲရတာပါလို့အဲ့နေရာပြန်ပေါတဲ့ခါကျရင်တော့ပြစ်ပြောလို့မရဘူးအဲ့ဒါစစ်ဘက်တရားဥပဒေမှာတရားသောစစ်တပ်ခေါ်တယ်မင်းတို့စစ်တပ်ကိုဘယ်လိုသွားတိုက်ခဲ့လဲဘယ်လိုသွားတိုက်ခဲ့လဲဘယ်လိုသွားပြစ်ခဲ့ကြလဲအဲ့ဒါမို့ကိုရင်းဒါစပြီးဒီကောင်လေးထိမနဲ့လေ့ကျင့်နေတာကိုရင်းသုံးသက်ပေးခဲ့တာအများကြီးရှိတယ်နော်အဲ့ဒီຢာတွေကိုယုံစားပြီးတော့အလူခံထည့်ခဲ့တဲ့လူတွေအားလုံးကမိမိရဲ့နေရမိမိရဲ့ဘဝတွေကိုဖျက်ဆီးဖို့အတွက်အစိတ်ပင်ကြီးလောင်းကြတာပဲတစ်ဖက်ကဒါတက်ဟိုမြန်မာနိုင်ငံရေးတပ်ဖွဲ့နေတဲ့တက်မတော်သားတွေကအသက်တွေသိဆုံးသွားတယ်ဆိုရင်အဲ့ဒီလက်နက်ကင်အလူငွေထည့်ခဲ့ကြတဲ့လူအားလုံးကလက်နက်ကင်မှာအလူငွေထည့်ကြတဲ့လူအားလုံးကဘဝတွေမျောလင်းချက်တွေအနာဂတ်တွေအားလုံးပျက်စီးသွားလိမ့်မယ်ဆိုတာပြောထားပြီးသားဟုတ်ပြီနော်အဲ့မိမိတို့ရှာဖွေစုဆောင်ထားတဲ့တိုက်တာအိုးကြီးစာအုပ်ကြီးပျက်စီးဆုံးကြလားဘယ်ရတယ်ပြန်ပြောပါလဲဘယ်ရနဲ့ပြန်လည်ဆောက်ပါလဲနော်နိုင်ငံပိုင်းဒါစစ်တပ်ပိုင်းတပ်မတော်ပိုင်းတိကျဆုံးရောအရာအားလုံးကမင်းတို့ပြောတယ်လေသုံးဆွဲကုန်ပြီးတော့ပြည်သူ့ဘဏ္ဍာလို့ပြောတယ်ငွေနဲ့ပြန်လည်ဆောက်တာဟုတ်ပြီနော်အဲ့တော့ဒါပေါက်เสียတော့ကနေပြီးတော့ဒီမင်းကုန်းပါလဖဒုတောင်ကပါမယ်15ဦးနော်ပြောဆိုတဲ့ဗီဒီယိုတွေမှာမင်းတို့လေလိန်နေတာညာနေတာမျက်နှာကြီးဖြတ်ထားတဲ့ဘာညာသာဆိုရဲမင်းတို့အသိဉာဏ်နဲ့ပြောခဲ့ကြတာလေမဖြောက်ထားပါဘူးမဖြောက်ထားဘူးဟုတ်ပြီလားအဲ့တော့လက်နက်ခင်းရနေရမင်းတို့ကလည်းတနက်တွေစစ်တပ်ကမင်းတို့ရှိရတယ်ခေတ်ဆက်ဆက်ရရှိရဲ့သိသိရမျိုးတနက်တွေကင်တာရှိလားကင်ခဲ့တာရှိလားလို့ဟုတ်ပြီလားမသိငါအဲ့တော့အမြင်နဲ့ပြောတယ်စစ်တပ်လို့ခေါ်တာစစ်တပ်အင်္ဂါရှိမှစစ်တပ်လို့ခေါ်ရတယ်ဟုတ်လားဘီတို့တွေကပျောက်ကြားယူနီဖောင်းနော်ထိုင်းနိုင်ငံပျောက်ကြားယူနီဖောင်းထိုင်းပြည်တက်မလို့ဒါပျောက်ကြားယူနီဖောင်းဝယ်ဝေပြီးတော့ဟာမြန်မာနိုင်ငံစစ်တပ်ညောင်နိုင်ငံတက်မလို့တချို့ဆိုရင်မင်းတို့စစ်သားတွေကိုဆဲဆိုရိုင်းနေတယ် PDF တွေဆိုရင်နော်ဖြစ်တော့ PDF ဆိုဝတ်ထားတော့တက်မလို့စစ်စစ်တယ်နော်ဝတ်ထားတော့တက်မလို့စစ်စစ်တယ်ဟုတ်ပြီလားမသိအဲ့ဒီမှာဆိုရင်လက်ပစ်ဘုံကြီးပဲဒါမျိုးစုံပေါ့နော်89လုံးနော်ကြီးစံတွေတော့ဒီမှာနော်ပင်ရိုက်တွေထည့်ထားတာအထုပ်တွေမှာအထုပ်တွေနော်လက်နဲ့တွေပြောမယ်ဆိုမင်းတို့ပါလာဖအဖွဲ့အစည်းဆိုရဲမင်းကပါလာဖအဖွဲ့နေထားရဆိုရင်ရှိတဲ့ဟာတွေအကုန်လုံးပြင့်ရခဲ့တာတော့မသိဘူးနော်ရှိတဲ့ဟာတွေအကုန်လုံးပြင့်လာခဲ့လားမသိဘူးဟုတ်ပြီနော်နားလည်ပါပြီမင်းတို့အတုံးချခဲ့ကြတာဒါသူတို့လည်းသူတို့ဘဝနော်ဆက်လက်တည်ငြိမ်အေးချမ်းစွာရှောက်လန်းရက်တည်ဖို့အတွက်အကုန်ပြင့်လာတာပဲအကုန်ပြင့်လာတာပဲငါတို့ပြစ်ဆက်ခဲ့တယ်ငါတို့ဒီဟာတော့ရအောင်ပြန်ယူခဲ့မယ်ဆိုပြီးတော့အဲ့တော့မင်းတို့ပြောခဲ့တာမှတ်မိမှာပေါ့မင်းတို့ဟိုလာလီအောင်သားရင်လည်းဟိုစစ်ပြေးထင်လျအောင်ဟာအကူကကျွန်တော်ဘာတွေပြစ်ဆက်တနက်ကတော့ဒါအကူက
ကြောင်းကြီးလာခဲ့မှာအေးသူတို့လည်းအဲ့လိုပဲမင်းတို့သုံးချခဲ့ကြတာလေမင်းတို့မျောလင်းချက်တွေပြီးခဲ့ကြတာဟုတ်ပြီနော်အကုန်ပြင်လာတာတော့မသိဟာအကုန်ညင်းတာမင်းတို့အကုန်ညင်းတာနော်ဟုတ်ပြီလားမသိစီကံမလိုက်တာလို့ထုတ်ပယ်ထားရဲဆိုတာအဲစီကံမလိုက်တာလို့ထုတ်ပယ်ထားရဲဆိုတော့စိန်ရင်လေးပြကြည့်ပါဦးပြကြည့်ပါလို့ဟဲ့နင်းငပေါ်ဆံမလေးဘူးလားမင်းတို့နင်းမင်းငပေါ်ဆံမလေးဘူးလားဟမ်မင်းတို့စစ်တက်မတော်ဆိုပြီးဟာဘာညာမင်းတို့အဲ့ဟိုတချို့ PDF တွေဆိုတော်တော်များတွေ့ရပါတယ်ကိုရင်းမြန်းပြောဘူးလေဟာရှေ့ကကွန်မန်ဒါက3ရေဆွဲပြီးတော့နောက်ကောင်တွေအသားကြီးခွဲနေဟာမျိုးစုံဟမ်ဟုတ်ပြီလားဟာမင်းတို့ကိုကွင်နေအလံလဲကူးဆိုင်ပြီးအလေးပြုပြီးသွားတာဟာဟုတ်ပြီလားမသိဘလို့အတိတ်ပဲနေဘလို့ဒီပေါက်လို့ဝဲစားလုံနေကြတယ်တော့မသိမင်းတို့မသိဒီနေ့ကြည့်ပြီးတော့အဲ့ဒါတော့မင်းတို့စပြီးတော့လေဖုန်တော်ထဲမှာလမ်းလျှောက်နေတဲ့အချိန်တော့ရှိရတာဆိုတာအကုန်တူတာစံမိုးဒီယာစနော်စစ်တပ်ကစံမိုးဒီယာစအကုန်ဟုတ်ပြီနော်အကုန်ကော်ပီကူးချရအကုန်တူတာဒါပေမဲ့ဖာခီးအမြင်နဲ့ပြောဘူးလေလာရမတူလာရလည်းမတူဟုတ်ပြီနော်အဲ့တော့နောက်ဘက်ဆုံးညရင်မင်းတို့ဒါမင်းတို့ကတော့တစ်သလုံးမြည်ပြီးမစင်ပါဘူးမင်းတို့စစ်ပြေးပြီးဝင်ရမ်းပြီးရေကြီးလို့ခုံဖို့ရောက်တဲ့ဒီပကံစီခွင့်မတဲ့ကောင်တွေအစားမင်းတို့တစ်သလုံးတော့နော်မြေပြင်မှာရှင်းမဆိုင်ပါဘူးငါတို့ကထောက်ဖို့ငါတို့ကဘာဖြစ်တယ်ညာဖြစ်တယ်ငါတို့ကဘယ်လိုဖြစ်နေတာဘာညာတကားကြီးကျယ်ပြောနေတယ်မင်းတို့ကတောင်းဝင်ကြည့်တယ်ဆိုရင်အဲ့ဒီ PDF တွေနော်လက်နက်ကင် PDF တွေဟုတ်ပြီလားအလူခံကြမလို့နော်ကြီးကျယ်ပြောနေတယ်လူကကိုယ့်နေရာကိုယ့်တောင်းဝင်မင်းတို့ကတောင်းဝင်တရားကြီးလို့ငါတို့ကထောက်ဖို့ကငါတို့ကဘယ်လိုလို့မင်းတို့ကတောင်းဝင်ကြည့်ခဲ့မယ်ဆိုအဲ့ဒီ PDF တွေစစ်တိုက်တဲ့အလုပ်တစ်ခုပဲလုပ်ရလိမ့်ဟုတ်ပြီနော်မင်းလည်းပြောပြီးသားအလူကံပြီးစစ်တိုက်လို့မရဘူးဆိုအဲ့တော့မြန်မာနိုင်ငံတချို့တော့ကိစ္စရတော်တော်များမယူရှင်းမင်းတို့ကိုယ်ဝင်နေတဲ့ဒါလက်နက်ကိုင်ဖွဲ့စည်းနေပြီဒီမှာမင်းတို့ရဲ့ဖေးတွေတွေ့မှာပေါ့လူမှုကွန်ရက်တွေတပုတ်နေဟုတ်ပြီလားမင်းတပုတ်တွေ့မှာပေါ့မင်းတို့ကိုယ်ရဲ့ခေါင်းငယ်ဖခင်ရစဟမ်နော်ဘယ်လိုသွားရလဲဆိုဟုတ်ပြီလားမသိဘူးအကုန်ညင်းတာနော်နောက်ဆုံးမင်းတို့အလန်တိုင်းတောင်မင်းတို့ချွတ်ပြီးတော့အလင်းဝင်မှာကောင်းတယ်အလန်တောင်ချွတ်ပြီးလင်းဝင်မှာကောင်းတယ်နော်အဲ့တော့စစ်ပွဲတစ်ခုနော်လက်နက်ကင်ပြီးတော့စစ်တက်ကြပြီစစ်ပွဲတစ်ခုစတင်ဖြစ်ပေါ်လာပြီဆိုရင်နော်စစ်ရဲ့အနိဋ္ဌာအာယုံရဒါကြဆုံးမှုတည်ဆုံးမှုဆိုတာနှစ်ဦးနှစ်ဖက်လုံးမှာရှိတယ်မဟုတ်ပြောနော်စစ်ဘက်လေ့လာတဲ့ပညာရှင်တွေသွားမေးကြည့်လိုက်နော်လေ့လာမှာနှစ်ဦးသုံးနှစ်ဖက်လုံးမှာရှိတယ်ပြီးရင်တိုက်စစ်နဲ့ခံစစ်တိုက်စစ်ကပို့ပြီးတော့အင်အားများတယ်ပြီးရင်ကြဆုံးမှုလည်းများတယ်နေရာဒေသတစ်ခုကိုတိုက်တော့မယ်ဆိုရင်လက်နက်ကင်ဖွဲ့စည်းတွေတာလုံအင်အားနဲ့ပဲတိုက်တယ်နိုင်ငံကြီးအင်အားနဲ့ပဲတိုက်တယ်နော်ဟုတ်ပြီလားကျူတီမင်းတို့ရန်ကုန်တက်မတော်စကန်ကုန်းတုံးတိုက်တော့မယ်ဆိုရင်အင်အားဘယ်လောက်ရှိတယ်ဘာတွေရှိတယ်ဘယ်လိုဖြစ်တယ်ဆိုတော့မင်းတို့အောက်ကနေပြီးတော့အကုန်ပိတ်ဆို့ပြီးတော့ဒါတိုက်ကြတာပေါ့ဒါလည်းမင်းတို့ထောက်လန်းတာပဲရင်တို့ထောက်လန်းတာပေါ့မတိုက်ခင်ထောက်လန်းတာပဲဟုတ်ပြီလားအဲ့လိုပဲစစ်တပ်ကလည်းနေရာဒေသတစ်ခုတိုက်တော့မယ်ဆိုရင်ထောက်လန်းရတယ်အဲ့တော့နိုင်ငံတစ်ခုရဲ့စစ်တပ်ကနေနေရာဒေသတစ်ခုကိုစီမံချက်နဲ့တိုက်တော့မယ်ဆိုရင်ပထမဆုံးဒါခေါ်တွေ့တဲ့စစ်ဘက်ခေါင်းဆောင်တွေထဲမှာဆိုရင်ထောက်လိုင်းအကြီးကြီးလည်းပါတယ်ဒါပြည်တွင်းမှာမဟုတ်ဒါဒေသတွင်းနိုင်ငံတွေအခြားနိုင်ငံတွေအစားစစ်တိုက်တော့မယ်ဆိုနော်ဒါမျက်စိနဲ့မြင်အောင်ပြောမယ်ရုရှားယူကရိန်းကိုစတင်တိုက်ခတ်တော့မယ့်အချိန်မှာလဲဒါရုရှားခေါင်းဆောင်ကဒါရုရှားစစ်ဘက်ခေါင်းဆောင်တွေခေါ်တွေ့နေမှာထောက်လိုင်းတွေအဓိကပါတယ်ဟုတ်နော်ခုလက်ရှိအမေရိကန်တို့အစ္စရေးတို့အစားဟုတ်ပြီလားလမ်းညုံပဲအဓိကထောက်လိုင်းတွေလမ်းညုံပဲပြောမယ်စစ်တပ်တွေရဲ့လက်နက်ကင်တရားဝင်လက်နက်ကင်ပဲနိုင်ငံတစ်ခုရဲ့တရားဝင်လက်နက်ကင်အဖွဲ့အစည်းတွေရဲ့လက်မျက်လုံးအောင်ပြောလို့ရတယ်နော်သူတို့ကထပြတာဒီ data တွေဒီလိုရှိတယ်လမ်းညုံတွေပဲနော်တိုက်ခိုက်မဲ့လက်နက်တွေအားလုံးလမ်းညုံပဲဟုတ်ပြီလားမသိမင်းတို့တွေတကယ်နော်တကယ်ငါအမိပြပြတရားမရှုပ်ဆိုတဲ့ကောင်တွေနော်တရားမရှုပ်ဆိုတဲ့ကောင်တွေအဲ့တော့ကိုရင်းမြင်းနဲ့ပြောဘူးလေဒီကောင်တွေကတည်သွားတဲ့ခါကျရင်လေလုံးကိုနေပြန်နေတီးပြီးတော့လူကကုန်းချောင်းဆောင်မဲ့ကောင်တွေနော်လူကကုန်းချောင်းဆောင်မဲ့ကောင်တွေအဲ့တော့မင်းကုန်းတာပလဖဒုတောင်ငံပေါင်း15ဦးလင်းဝင်လာတာနော်လက်ပြဘုံကြီးပဲတော့မှ89လုံးရှိတယ်မျိုးစုံဟောလက်နဲ့ခေးရနေဟမ်အဲ့ဒါကိုပါလဲမဟုတ်ဘူးငါတို့ရှိရမဟုတ်ဘူး
ဘူးညင်းလိုက်ပေါ့ဒါပေမဲ့ညင်းလို့မရဘူးလေမင်းတို့အရင်ကဆိုကဒါတွေကသတင်းမားတွေသတင်းတို့တွေမျက်နှာတွေဖြတ်ထားတယ်မင်းတို့ရဲ့အသိဉာဏ်နဲ့ပြောတာတရားဝင်ဖွဲ့စည်းတွေကတရားဝင်တရားဥပဒေအရအလုပ်လုပ်တယ်ဟောနိုင်ငံတကာသတင်းဌာနတွေဟုတ်လားဒါတရားခံတွေပေါ်ပြတဲ့ခါကျရင်ဒီကလေးတငယ်တွေဒါသတင်းမီဒီယာကျင့်ဝတ်တွေမှာလည်းရှိတယ်ကလေးတငယ်တွေအစပေါ်ပြတဲ့ခါကျရင်ဘာတွေလုပ်ကြလဲဆိုတော့မင်းတို့ပြောသမျှအောင်နားထောင်နေယုံစားကြတဲ့လူဘိန်းတွေမသိဘူးဟုတ်ပြီလားမသိအဲ့တော့ဒါပေါ့ဆရာတော့ဒါမင်းကပါတော့ဒုပလာဖတောင်းကပါဝင်15ဦးပြောနေတယ်မျက်နှာကြီးဖြတ်ထားရတဲ့အတွက်မင်းတို့ညင်းလို့မရဘူးလေအဲ့ကြဘာလုပ်လဲဟုတ်ပါလဲစီကံမလိုက်နာလို့စီကံဖောက်ပြလို့ဒါထုတ်ပဲထားတယ်ဟုတ်လားငါမျက်နှာပြောခဲ့မင်းတို့လေမင်းတို့ရှိမှရှိသမျှအကုန်ပေါ့ကွာမင်းတို့ရှိထုတ်ပဲထားရဆိုပဲခု PDF တဲ့ဝင်ကြီးလောက်ပါဆိုတော့မင်းတို့နော်လာဆိုပြီးတော့နော်တကယ်ကွာတကယ်မင်းတို့မရှောက်လားဟမ်မင်းတို့ကရှင်းမဲ့ကောင်းနေမပေါ့ဘူးအဲ့ဟိုငါဆရာပြောဘူးလို့မင်းတို့ပြောလော်ဘီဆိုမင်းတို့မှရှိလော်ဘီပါဆုံးပါပဲမင်းတို့ရဲ့ဒီမှာနော်ဟိုနှက်ကြော်တော်မှာမင်းတို့နှက်ကြော်တော်မှာဗာရေးတာလေမင်းကုန်းတိုက်နေပါလာဖဒါစက္ကစတဲ့နဲ့လက်နဲ့ချဟုတ်ပြီလားမင်းတို့ကဘူးညင်းနေလို့ပဲဟုတ်ပြီလားဝါရဖြန့်နေဆိုတာပါလေနော်မင်းတို့ပြောကြတဲ့အရာတွေအလုံးမြန်မာနိုင်ငံလူပဲအရှုတော်လူပဲနားထောင်ကြတဲ့ဒါနော်ဟိုဖြစ်ပြလို့ခေါင်းမိုးရောက်တဲ့ကောင်တွေပေါ့ခေါင်းမိုးရောက်တဲ့ကောင်တွေအလုံးပြောကြတဲ့အရာလို့ဘယ်နေရာပေါင်းဝင်လဲဘယ်နေရာတရားဝင်လဲတရားဝင်ဘူးနိုင်ငံတော်တရားဝင်ထုတ်ပြနိုင်ငံပိုင်သတင်းဌာနနိုင်ငံပိုင်သတင်းစာတွေတရားဝင်ထုတ်ပြကြအလုံးကြတော့ဝါရဖြန့်လာတယ်အဲ့ဒါဘောင်းဝင်နေတရားဥပဒေနည်းညာဘောင်းဝင်နေတရားဝင်နေဟုတ်ပြီနော်အဲ့လေးပြောကြည့်တယ်နောက်ဆုံးလေနောက်ဆိုပြီးပါလဲဆိုတော့မင်းတို့ပြောတယ်သူစစ်တပ်ကကြာမလန်နိုင်ပဲကြံတော့တယ်ဘလို့အသိဉာဏ်တွေဘလို့အုံတော့ဘလို့အတွေးခေါ်နေမင်းတို့ပြောကြတယ်တော့မသိဘူးစစ်တပ်ကရန်နေပဲရှိတော့တယ်မကြခင်ပြူလေတော့မှာပဲအဲ့တော့ကိုရင်းမြင်နေပြောဦးတယ်စစ်တပ်ကိုရှော့တတ်တာကောင်တို့ကမဟာအမားပဲပထမဆုံးတစ်ချက်ကတော့စစ်တပ်ကိုလက်နက်ကင်ပြီးရင်ဆိုင်မယ်ဆိုတဲ့အမားအဲ့ဒါမဟာအမားတွေနောက်တစ်ခုကစစ်တပ်ကိုရှော့တတ်တာမိမိရဲ့ပြန်ဘက်မိမိရဲ့ရန်သူကိုနော်ရှော့တွက်အထင်သေးတဲ့လူတွေအားဘောမှာရှုံးနေပြီဆိုဘယ်တော့မှနလန်မထူဘူးဟုတ်နော်အဲ့ဒီကောင်ကြီးအဲ့ဒါလေနော်ဟုတ်ပြီလားနောက်ဆုံးမင်းတို့အလန်တိုင်းအောင်ချုပ်ပြီးတော့လင်းဝင်ဖို့ကျွန်တော်တို့အကုန်ပြောင်းဝင်နေကြပြီနော်ခါလဲစီကံမလိုက်နာလို့စီကံဖောက်ပြလို့ထုတ်ဝယ်လာတာ